ဆွဲဆောင်မှုရှိပြီးလှုပ်ဝက်ဆန်းကျဲတဲ့မမရွှေရဲ့အသားပေါက်စီဆိုင်လေးဟာတနေ့တနေ့စားသုံးသူတွေနဲ့အရန်စီကားနေပေမဲ့သူမဟာပေါက်စီလုပ်ဖို့အသားဝယ်တာကိုတော့ဘယ်သူမှမမြင်ဘူးကြပါဘူးသူမရဲ့အရသာရှိလွန်တဲ့ပေါက်စီတွေကိုလူတိုင်းကြိုက်နှစ်သက်ကြပေမဲ့တမီဖြစ်သူကလေးမလေးကိုတော့သူမကလုံးဝပေးမစားပဲတားမြစ်ထားပါတယ်တရက်မှာတော့နယ်ဝေးကလာတဲ့လူကုန်ထမ်းအမျိုးသားတအူးရောက်ရှိလာပြီးနယ်ဝေးဧည့်သည်တွေကိုပဲတီးတန့်ရောင်းလေးရှိတဲ့ထူးခြားတဲ့ပေါက်စီကိုဝယ်ယူဖို့အတွက်မမရွှေကိုပတ်စံထုတ်ကြီးနဲ့လိုက်ထိုးခဲ့ပါတယ်မမရွှေကထိုမျိုးသားရဲ့ခန္ဓာကိုယ်နဲ့တောက်ခံနိုင်ပါမလားလို့တရော်ပြီးမေးခွန်းထုတ်ခဲ့ပေမဲ့ပတ်စံထုတ်ကိုတော့သူမရဲ့ရင်ပတ်ကြတဲ့အသိစိလိုက်ပြီးလှုပ်ဝက်ဆန်းကျဲစွာပြုံးပြနေခဲ့တဲ့ရင်သက်ရှုမောဖွယ်မြင်ကွင်းဖြစ်ပါတယ်မမရွှေသည်လူကုန်ထမ်းအမျိုးသားထံမှပတ်စံထုတ်ကိုလက်ခံလိုက်ပြီးနောက်ဒင်းအားညအချိန်တွင်လမ်းကြားထဲ၌လာရောက်တွေ့ဆုံရန်လှုပ်ဝက်စွာချင်းဆိုခဲ့ပါတယ်ထို့နောက်သူမသည်ထိုမျိုးသားကိုဆိုင်၏အတွင်းပိုင်းရှိတောက်ခတ်ထားသောမိဖို့ချောင်းခန်းစီသို့ခေါ်ဆောင်လာပြီးဆွဲဆောင်မှုရှိသောအမှုအရာများဖြင့်ညှို့ဆွဲခဲ့ပါတယ်ထိုမြင်ကွင်းကိုတမီဖြစ်သူကလေးမလေးကအနောက်မှစိုးရိမ်ကြီးဖြင့်တောက်လျှောက်ချောင်းမြောင်းကြည့်ရှုနေခဲ့ပြီးမိခင်ဖြစ်သူလှုပ်ဝက်ခန်းထဲဝင်သွားချိန်တွင်အထဲ၌ဘာရှိသည်ကိုသိကျင်သဖြင့်တကားကိုအတင်းတုံးဖွင့်ရန်ကြိုးပမ်းခဲ့ပါတယ်။သို့တော့ကလေးမလေးသည်ပစ္စည်းတစ်ခုကိုတိုက်မိကလဲကျသွားပြီးအတန်ကျဲလောင်စွာထွက်ပေါ်သွားခဲ့သဖြင့်မမရွှေကအခန်းထဲမှထိတ်လန့်တကြားပြေးထွက်လာကအပြင်၌ဘယ်သူရှိနေတယ်လဲဆိုပြီးစိုးရိမ်ဒေါသတကြီးဖြင့်လိုက်လံရှာဖွေနေခဲ့သည့်ရင်သက်ရှုမောခွဲအခန်းကူပြောင်းဖြစ်ပါတယ်။မမရွှေသည်တကားအပြင်ဘက်သို့ပြေးထွက်လာပြီးမိဖို့ချောင်းနားသို့ချင်းကပ်လာသည့်သမီးဖြစ်သူကလေးမလေးကိုမိမိစကားအားနားမထောင်ပဲမလာရမည့်နေရာသို့လာရမလားဆိုကာစူပူအော်ဟစ်ခဲ့ပါတယ်။ကလေးမလေးကမျက်ရည်ဝဲလျက်အထဲတွင်ဘာလုပ်နေတယ်လဲဟုမေးမြန်းရာမမရွှေကသူမသည်ငယ်သေး၍တချို့အရာများကိုမသိသင့်သေးကြောင်းဖလဲတကင်ချော့မော့ဖြောင်းဖြကအခန်းသို့ပြန်ခိုင်းခဲ့ပါတယ်။သို့တော့ကလေးမလေးကကြမ်းပြင်ပေါ်တွင်တွေးများအပြည့်ရှိနေပြီးအထဲဝင်သွားသည့်ဦးလေးကြီးလည်းပြန်ထွက်မလာတော့သဖြင့်သူ့ကိုဘယ်မှာဝတ်ထားတယ်လဲဟုအော်ဟင်ငိုယိုကအမှန်တရားကိုမေးခွန်းထုတ်ခဲ့ပါတယ်။တမီဖြစ်သူကတကယ်လှုပ်ဝက်ချက်အစစ်မှန်ကိုမမြင်သွား၍တော်သေးသည်ဟုစိတ်ထဲကတပ်ပြင်းချရင်မမရွှေကမိမိလုပ်သမျှသည်တမီကောင်းမှုအတွက်သာဖြစ်ကြောင်းပြောဆိုကနောက်မိဖို့ကြောင့်လည်းမလာရန်နှင့်ပေါက်စီများကိုလုံးဝမစားရန်အမိန့်ပေးကပြန်လွှတ်လိုက်ပါတယ်။တမီဖြစ်သူထွက်သွားပြီးနောက်မမရွှေသည်မိမိလက်ဖွားတွင်တွေးဆများပေးကျန်နေသည်ကိုတွေ့ရှိသွားပြီးလှုပ်ဝက်ဆန်းကျဲစွာစူးစိုက်ကြည့်နေခဲ့သည့်တုံလုံးဖွယ်ရာဆက်အိမ်ဖြစ်ပါတယ်။စားသုံးသူတအူပျောက်ကွယ်သွားပြီးတိုင်းမိခင်ဖြစ်သူရဲ့ပေါက်စီဆိုင်ဟာပုံမမွေးကြိုင်ကရောင်းကောင်းလာတတ်တယ်လို့ကလေးမလေးကတန်တရားရှိခဲ့ပါတယ်။10နှစ်ကြာလို့သူမအရွယ်ရောက်လာချိန်မှာလည်းမိခင်ဖြစ်သူအသားဝယ်တာကိုတခါမှမမြင်ဘူးတဲ့အတွက်ပေါက်စီထဲကအသားတွေရဲ့လှုပ်ဝက်ချက်ကိုပိုပြီးသိကျင်လာခဲ့ပါတယ်။ဒါကြောင့်လမ်းမှာပေါက်စီစားနေတဲ့အမျိုးသားတအူထံကနေပေါက်စီထုတ်ကိုပတ်စံပေးပြီးပြန်လဲဝယ်ယူခဲ့ပါတယ်။အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူကသူမကိုပေါက်စီလုံးဝမစားရန်တားမြစ်ထားတဲ့ကြားကတောင်းပန်စကားဆိုရင်လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့အတွက်အဆိုပါပေါက်စီကိုကိုယ်တိုင်မီးစမ်းစားသုံးရန်အားခဲနေခဲ့တဲ့စိတ်လှုပ်ရှားပွဲဇက်အိမ်အစပြိုးအကူပြောင်းဖြစ်ပါတယ်။တမီဖြစ်သူကပေါက်စီထဲကထူဆန်းလုံးနဲ့အသားနဲ့ရဲ့လှုပ်ဝက်ချက်ကိုသိဖို့အတွက်စားသုံးရန်ကြိုးပမ်းခဲ့ပေမဲ့မိခင်ဖြစ်သူရောက်လာပြီးပေါက်စီနဲ့ဟင်းပန်းကန်တွေကိုကြမ်းပြင်ပေါ်ရိုက်ချကဒေါသတကြီးတားမြစ်ခဲ့ပါတယ်။တမီဖြစ်သူကပတ်ဝန်းကျင်ကအသားဆိုင်တွေအားလုံးမှာစုံစမ်းပြီးကြောင်းနဲ့မေဝယ်တဲ့အသားပမာဏဟာဆိုင်ကရောင်းတဲ့ပေါက်စီရေးအတွက်ဘလို့မှမလောက်နိုင်ကြောင်းထောက်ပြကအမှန်တိုင်းပြောဖို့စစ်မေးခဲ့ပါတယ်။မိခင်ဖြစ်သူကစကားလမ်းကြောင်းလွှဲပြီးသူမအတွက်ဟင်းချက်ပေးဖို့မိဖို့ကြောင့်လည်းဝင်သွားအားခဲ့ပေမဲ့တမီဖြစ်သူကတော့တန်တရားစိတ်ကြောင့်ညတကောင်ရံမှာအဲ့ရာကနိုးလာပြီးလှုပ်ဝက်ချက်တွေရှိနေမဲ့မိဖို့ချောင်းစီကိုတွားရောက်ခဲ့ပါတယ်ထိုအချိန်မှာမိဖို့ချောင်းတကားတော့ပိတ်မထားတာကိုတွေ့ရှိသွားပြီးတကားကိုတုံးဖွင့်ကအထဲသို့လှမ်းဝင်လိုက်စဉ်အခန်းတွင်ရှိမြင်ကွင်းတစ်ခုကြောင့်သူမဟာမျက်လုံးအစုံပြူးကျဲသွားပြီးအလွန်မင်းထိတ်လန့်တုန်လှုပ်သွားခဲ့ရတဲ့စိတ်လှုပ်ရှားခဲ့ပါတယ်တမီဖြစ်သူကညတကောင်ရံအချိန်မှာမိဖို့ချောင်းတကားကိုတုံးဖွင့်ပြီးအထဲကိုလှမ်းဝင်လိုက်ရာမိခင်ဖြစ်သူမမရွှေကတွေးစိုးနေတဲ့ဓာမကြီးကိုကင်ပြီးအမောင်ထဲကနေရုတ်တရက်ထွက်လာခဲ့ပါတယ်ကောင်မလေးကအလွန်မင်းထိတ်လန့်သွားပြီးကြမ်းပြင်ပေါ်လဲကျသွားကဒီလောက်ညနေမှဓာတ်ပေါ်မှာတွေးတွေနဲ့ဘာသားတွေတုံးနေတာလဲလို့တုံးလို့စွာစစ်မေးခဲ့ပါတယ်မိခင်ဖြစ်သူကဓာမကြီးကိုစပွဲပေါ်စိုက်ချလိုက်ပြီးဂတိတွေကိုမေ့သွားပြီလားလို့အေးဆက်စွာမေးခွန်းထုတ်ခဲ့တယ်လို့မနှက်ဖြန်ရောက်မဲ့ပေါက်စီတွေအတွက်ပြင်ဆင်နေတာမို့အခုချက်ချင်းအခန်းပြန်အိပ်ဖို့နှင်ထုတ်ခဲ့ပါတယ်ဒါပေမဲ့တမီဖြစ်သူအခန်းပြန်ထွက်မှာတော့ခြေလမ်းမပြီးချင်းတောင်းတစ်ခုကိုတိုက်မိကလဲကျသွားတဲ့ဆူညံတန်းကြောင့်မမရွှေကစိုးရိမ်ထိတ်လန့်တဲ့မျက်နှာမူရာနဲ့အလန့်တကြားလှည့်ကြည့်လိုက်ပါတယ်တမီဖြစ်သူကအပြင်မှာအမျိုးသားတအုပ်ရှိနေတာကိုအတန်ကြားလိုက်ရပြီးမိခင်ဖြစ်သူမမရွှေကဘာရှိုးဝက်ချက်တွေဖုံးကွယ်ထားလဲဆိုတာကိုငိုယိုကအော်ဟစ်မေးမြန်းခဲ့ပါတယ်မမရွှေကလည်းအခြေအနေကိုထိမ့်သိမ့်ဖို့အတွက်စကားလမ်းကြောင်းလွှဲကဖြောင်းဖြခဲ့ပြီးမိသားစုချင်းမှုအတူတူဝေမျှခံစားပေးခြင်းနဲ့ဆိုတဲ့တမီဖြစ်သူကိုအချိန်တန်ရင်အရာအလုံးအမှန်တိုင်းပြောပြမယ်လို့ဂတိပေးကချော့မော့ခဲ့ပါတယ်၃လကြာတဲ့အခါမှာတော့တမီဖြစ်သူဟာသူမရဲ့ချစ်သူလူငယ်လေးကိုမိခင်ဖြစ်သူနဲ့မိတ်ဆက်ပေးဖို့အိမ်ကိုခေါ်လာခဲ့ပါတယ်ထိုအချိန်မှာမမရွှေကလှည့်ကြည့်လိုက်ပြီးတမီရဲ့ချစ်သူကိုဆွဲဆောင်မှုရှိပြီးလှုပ်ဝက်ဆန်းကျဲတဲ့မျက်လုံးအစုံနဲ့စူးစိုက်ကြည့်ခဲ့တယ်လို့ထိုလူငယ်လေးကလည်းမမရွှေရဲ့အလှအပကြောင့်မင်သက်အံ့ဩသွားခဲ့ရပါတယ်တမီဖြစ်သူသည်ရင်းဤချစ်သူလူငယ်လေးကိုမိခင်ဖြစ်သူမမရွှေနှင့်မိတ်ဆက်ပေးခဲ့ရာမမရွှေသည်ထိုလူငယ်လေး၏ချုံမောမှုကိုသဘောကျပြီးရင်းဤပခုံးကိုပုတ်တက်ကရင်းနှီးစွာဆက်ဆံခဲ့ပါတယ်တမီဖြစ်သူကချစ်သူခေါ်လာလျင်မိဖို့ကြောင့်လည်းပေးဝင်မည်ဟုသောဂတိအတိုင်းမိဖို့ကြောင့်လည်းလိုက်ကူခွင့်ပြုရန်တောင်းဆိုခဲ့တော်လဲမမရွှေကထမင်းစားပြီးမှပြောကြဆိုဟုဆိုကပါနတ်စွာထပ်မံညှင်းပယ်ခဲ့ပါတယ်ထို့ကြောင့်တမီဖြစ်သူကချစ်သူလူငယ်အားမိခင်ကိုစကားပြောပြီးအာယုံလွှဲထားပေးရန်တိုးတိုးတိတ်တိတ်အစီအစဉ်ဆွဲခဲ့ပါတယ်ညစာစားပွဲတွင်မမရွှေသည်ချစ်သူလူငယ်လေးအတွက်တီးတက်လုပ်ပေးထားသည်ဆိုသောပေါက်စီပူပူနွေးနွေးများကိုယူဆောင်လာပြီးရင်းဤပခုံးကိုကင်ကမြည်ဆန်းကြည့်ရန်ဆွဲဆောင်မှုရှိသောလေတံဖြင့်တိုက်တွန်းခဲ့ပါတယ်ထိုမြင်ကွင်းကိုဘေးမှသမီးဖြစ်သူကမျက်မှောင်ကုန်းလေးရဲ့စူးစိုက်ကြည့်ရင်ဒီနေ့တော့ပေါက်စီအသားရဲ့လှုပ်ဝက်ချက်ကိုတေချာပေါက်ဖော်ထုတ်မည်ဟုစိတ်ထဲကအားခဲနေခဲ့သည်ညစာစားပွဲတွင်မိခင်ဖြစ်သူမမရွှေသည်တမီးဖြစ်သူ၏ချစ်သူလူမင်းအတွက်တီးတက်လုပ်ပေးထားသည်ဆိုသောပေါက်စီများကိုကိုယ်တိုင်ချကြွေးခဲ့ပြီးတမီးဖြစ်သူကမိမိအားလုံးဝပေးမစားပဲချစ်သူကိုကြားမှဘာလို့ကြွေးတယ်လဲဟုမေးမြန်းရာလူမင်းသည်အပြင်းလူဖြစ်ပြီးဤပေါက်စီကိုစားမှသာမိမိတို့နှင့်တလေတည်းစီဖြစ်လာနိုင်မည်ဟုလှုပ်ဝက်စွာပြန်ဖြေခဲ့ပါတယ်ထို့နောက်မမရွှေသည်တမီးဖြစ်သူအားအိမ်သို့ချစ်သူခေါ်လာသဖြင့်ဝမ်းသာသည်ဟုဆိုကအရက်တောက်ရန်အတင်းတိုက်တွန်းခဲ့ပြီးတမီးဖြစ်သူသည်အရက်တောက်ပြီးချင်းမှပင်ဆေးရှိန်ကြောင့်ခေါင်းများမှုဝေလာကစပွဲပေါ်သို့တတိလေးမောက်ကျသွားခဲ့ပါတယ်လူမင်းကစိုးရိမ်တကြီးဖြင့်သူမအားအခန်းထဲလိုက်ပို့ရန်ပြင်ဆင်ခဲ့တော်လဲမမရွှေကလူမင်း၏လက်ကိုလှမ်းကင်တားမြစ်ခဲ့ပါတယ်ထို့နောက်သူမသည်လူမင်း၏လက်ကိုတင်းကျပ်စွာဆုပ်ကင်ကစပွဲအောက်မှခြေထောက်ဖြင့်ပို့တက်မြူဆွဲရင်းမိမိထံတွင်ဓာတ်ထပ်ပို့ပြီးအရသာရှိတဲ့ပေါက်စီအစစ်မှန်ရှိသေးသည်ဟုဆိုကဆွဲဆောင်မှုရှိသောလေတံဖြင့်ကန်လန်းပြီးလှုပ်ဝက်ဆန်းကျဲစွာစူးစိုက်ကြည့်နေခဲ့ပါသည်
သမီးဖြစ်သူဆေးရှိန်ကြောင့်စပွဲပေါ်၌တတိလေးအိပ်ပျော်သွားချိန်မှာမမရွှေကစပွဲအောက်မှခြေထောက်ဖြင့်တိုးထိမြူဆွဲရင်းမိမိထံတွင်ဒါထက်ပိုပြီးအရသာရှိတဲ့ပေါက်စီအစစ်အမှန်ရှိသေးသည်ဟုဆိုကာချစ်သူလူငယ်လေးလူမင်းကိုဆွဲဆောင်ခဲ့ပါတယ်လူမင်းကလည်းသူမရဲ့အလှတွင်နစ်မောပြီးအာတာငန်းငန်းဖြင့်မြည်ဆန်းခြင်းကြောင့်ပြန်လည်ဖြေကြားခဲ့ရာမမရွှေကယောက်ျားအလုံးဟာရမတ်စောကိုမထိန်နိုင်ပဲအတူတူပဲဟုစိတ်ထဲကနေတယောလောင်ပြောင်းခဲ့ပါတယ်ထို့နောက်ဤနေရာသည်လင်းလုံးတစ်ဖြင့်မိမိရဲ့လျှို့ဝှက်ဆန်းကျယ်ပြီးကျဲဝန်းနဲ့မိဖို့ချောင်းတဲကိုအတူတူသွားကြမလားဟုတိုးတိုးလေးကတိကတက်ဖိတ်ခေါ်ခဲ့ရာလူမင်းကလည်းမိမောတွေဝေစွာဖြင့်သဘောတူပြီးသူမနောက်သို့လိုက်ပါသွားခဲ့ပါတယ်စက်သိန်းတွင်မမရွှေသည်တတိလစ်နေသည့်တမိဖြစ်သူကိုထားရစ်ခဲ့ပြီးလူမင်းကိုလှုပ်ဝက်သောမိဖို့ချောင်းခန်းဝစီသို့ခေါ်ဆောင်ကတကားဖွင့်လှစ်ပြီးအထဲသို့တွင်းလိုက်ပါတယ်ခဏကြာမှတမိဖြစ်သူတတိပြန်ရလာပြီးအားလုံးကိုလိုက်လံရှာဖွေရာကနေမိဖို့ချောင်းထဲကထူးဆန်းတဲ့စုညံတန်တွေကိုကြားပြီးတကားကြားကနေချောင်းကြည့်ခဲ့ပါတယ်ထိုမြင်ကွင်းကသူမကိုငယ်စဉ်ကမိခင်ဖြစ်သူပေါက်စီမစားရန်တားမြစ်ခဲ့တာတွေနဲ့ပြက်ကွယ်သွားတဲ့လူတွေအကြောင်းလိန်ညာပြောဆိုခဲ့တာတွေကိုပြန်လည်တတိယစေခဲ့ပြီးပေါက်စီစာရီရဲ့ထိတ်လန့်စရာအမှန်တရားကိုရိပ်မိသွားစေခဲ့ပါတဲ့နောက်ဆုံးမှာတော့တမိဖြစ်သူကတကားကိုအတင်းတွန်းဖွင့်ကအထဲသို့လှမ်းဝင်လိုက်စဉ်အခန်းတွင်းရှိမြင်ကွင်းတစ်ခုကြောင့်မျက်လုံးအစုံပြူးကျဲသွားပြီးအလွန်မင်းထိတ်လန့်ချောက်ချသွားခဲ့ရတဲ့စက်အိမ်အကူပြောင်းဖြစ်ပါတယ်။တမိဖြစ်သူချောင်ချောင်ကမိဖို့ချောင်တကားကိုဖွင့်ဖို့ကြိုးစားစဉ်မိခင်ဖြစ်သူမမရွှေကရောက်လာပြီးလူမင်းအထဲမှာမရှိတော့ကြောင်းလိန်ညာကဒေါသတကြီးတားဆီးနေထုတ်ခဲ့ပါတယ်။တိုးတော့ချောင်ချောင်ကအိမ်တွင်3ယောက်တည်းရှိ၍အပြင်မှာ2ယောက်ရှိနေလျင်အထဲကလူသည်လူမင်းသာဖြစ်ရမည်ဟုခံပြင်းစွာအော်ဟစ်ခဲ့ပါတယ်။ထိုစဉ်ချစ်သူလူမင်းထံမှကိုပြန်သွားပြီးဟူသောစာတိုဝင်လာပြီးမိဖို့ချောင်ထဲမှထုရိုက်တံများထပ်မံထွက်ပေါ်လာသဖြင့်ချောင်ချောင်ကပေါက်စီစာများနှင့်မိဖို့ချောင်၏လျှို့ဝှက်ချက်ကိုဒေါသတကြစက်တိုက်စစ်မေးပါတော့တယ်မမရွှေကတမီးလေးပျော်ရွှင်စေခြင်းလုံး၍ဖုံးကွယ်ထားရခြင်းဖြစ်ပြီးအထဲဝင်လျင်နောက်ကျသွားလိမ့်မည်ဟုမျက်ရည်ဝဲလျက်ဖြောင်းဖြနှင်ထုတ်ခဲ့ပါတယ်။ချောင်ချောင်သည်စိတ်ပြက်စွာဖြင့်လှည့်ထွက်သွားဟန်ပြင်ပြီးမှရုတ်တရက်လှည့်ပြန်လာကမိဖို့ချောင်တကားကိုအရှိန်ပြင်းစွာဝုန်းကနေတုံဖွင့်လိုက်ပါတယ်။မမရွှေကအလန့်တကြားအော်ဟစ်တားမြစ်ခဲ့တော်လဲမမီတော့ပဲချောင်ချောင်သည်အခန်းတွင်းရှိတုံလုံးချောက်ချပွေရာမြင်ကွင်းတစ်ခုကြောင့်မျက်လုံးအစုံပြူးကျဲကမြင့်တက်သွားခဲ့ရတဲ့ပါတယ်။တမီးဖြစ်သူချောင်ချောင်ကမိဖို့ချောင်ကားကိုတွန်းဖွင့်ပြီးဝင်လာချိန်မှာအထဲ၌အသားတုံးနေတဲ့ထူးဆန်းတဲ့အမျိုးသမီးတဦးကိုတွေ့ရှိခဲ့ပြီးထိုအမျိုးသမီးကမိမိကိုမိခင်ဖြစ်သူမမရွှေရဲ့ဇာတိမြေကတငယ်ချင်းလူခင်ဖြစ်ကြောင်းမိတ်ဆက်ခဲ့ပါတယ်။ချောင်ချောင်ကစောစောကထမင်းစားချိန်တုန်းကဘာလို့သူမကိုပါမခေါ်တာလဲမေမေကတမီးကိုမိဖို့ချောင်ထဲမဝင်ရအောင်ဘာလို့နှီးမျိုးစုံနဲ့တားဆီးနေတာလဲလို့တန်တရားစိတ်ဖြင့်စက်တိုက်စစ်မေးခဲ့ပါတယ်။မမရွှေနဲ့လူခင်တို့ကအလုံများလုံးလို့လာကူခိုင်းခြင်းဖြစ်ကြတောင်းတဲ့လူခင်ကအဝတ်စားလဲအလှပြင်နေရလို့ထမင်းဝိုင်းနဲ့မလာဖြစ်ချင်းဖြစ်ကြောင်းပါနက်စွာဖုံးကွယ်ပြောဆိုခဲ့ပါတယ်။ချောင်ချောင်ကမိဖို့ချောင်နဲ့လှည့်ပတ်ကြည့်ရှုရမှာပုံမှန်ဝတ်သားတုံးတွေကိုသာတွေ့ရသဖြင့်မိမိပဲရှောက်တွေးနေမိတာလားလို့ဝေခွဲမရဖြစ်ကအလုံးနဲ့အတူအပြင်ထွက်ဖို့လှည့်ထွက်လာခဲ့ပါတယ်။ချောင်ချောင်ဟာအပြင်ထွက်လမ်းတစ်ဝက်၌ကျမ်းပြင်ပေါ်မှာလဲကျနေတဲ့သူမရဲ့ချစ်သူလူမင်းစီးလာတဲ့ရှုဖက်နဲ့တစ်ဖက်ကိုရုတ်တရက်တွေ့ရှိသွားပြီးမျက်လုံးအစုံပြူးကျဲကအလွန်အမင်းထိတ်လန့်တုန်လှုပ်သွေးပြက်သွားခဲ့ရပါတယ်။တမီးဖြစ်သူချောင်ချောင်ကမိဖို့ချောင်ထဲမှာချစ်သူလူမင်းရဲ့ရှုဖက်နဲ့တစ်ဖက်ကိုကောက်ရရှိသွားပြီးမေမေကလူမင်းအိမ်ပြန်သွားပြီလို့ပြောခဲ့တာမို့သူ့ဖက်ကဘာလို့ဒီမှာရှိနေရတာလဲလို့ဒေါသကြီးစစ်မေးခဲ့ပါတယ်။မမရွှေကနောက်မှရှင်းပြမယ်လို့ဆိုတားဆီးပေမဲ့ချောင်ချောင်ကမယုံကြည်ပဲမိဖို့ချောင်တွင်းရှိပစ္စည်းတွေကိုဒေါသကြီးလိုက်လံမွေးနောက်ရှာဖွေခဲ့ပါတယ်။ထိုအခါမမရွှေကလူမင်းရဲ့ဖက်ကခြေထောက်ညက်လို့ညက်ဖက်တရံလဲပေးလိုက်တာကြောင့်ဖက်ကြံခဲ့ပြီးသူကတော့ဘာမှမပြောဘဲပြန်သွားတာပါလို့အကြအောင်ပြချက်ပေးကပါနတ်စွာလိန်ညာခဲ့ပါတယ်။ဒါပေမဲ့ချောင်ချောင်ကတန်တရားမပြေပဲမိခင်ဖြစ်သူကိုစူးစိုက်ကြည့်ရင်ဒါဆိုရင်အရင်တုန်းကမေမေမိဖို့ချောင်တဲ့ကိုခေါ်သွင်းသွားတတ်တဲ့တခြားအမျိုးသားတွေကအခုဘယ်ရောက်ကုန်ပြီးဘလို့ပြောက်ကွယ်သွားကြတာလဲလို့ထိတ်လန့်ချောက်ချားွယ်ရမေကွန်းထုတ်စစ်မေးနေခဲ့ပါတယ်။တမိဖြစ်သူချောင်ချောင်ကမိဖို့ချောင်တဲ့ကိုရောက်လာဖူးတဲ့အမျိုးသားတွေဘယ်ရောက်ကုန်ပြီလဲလို့မေးမြန်းတဲ့အခါမိခင်ဖြစ်သူမမရွှေနဲ့တငယ်ချင်းလူဖြစ်တို့ကအပြေမပေးပဲရှေ့ကနေပိတ်ဆို့တားဆီးခဲ့ပါတယ်။ချောင်ချောင်ကစောစောကမိဖို့ချောင်နဲ့ပေးမဝင်တယ်လို့အခုလဲရေခဲတစ်တာကိုပေးမကြည့်တာကြောင့်တေချာပေါက်လှုပ်ဝက်ချက်ရှိနေတာမို့ဖယ်ပေးရန်ဒေါသတကြီးအော်ဟစ်ကပြင်းတို့အားတွန်းဖယ်ခဲ့ပါတယ်။မမရွှေကတမိလေးကိုအတင်းဖက်ထားပြီးအီယာတွေကိုတီးသွားခြင်းဟာဘာကောင်းကျိုးမှမရှိနိုင်လုံးလို့ပါဟုစိုးရိမ်တကြီးတားဆီးဖြောင်းဖျခဲ့ပါတယ်။ဒါပေမဲ့ချောင်ချောင်ကစကားကိုနားမထောင်ပဲမိခင်ဖြစ်သူကိုအားပြင်းစွာတွန်းထုတ်ကရေခဲတစ်တာတကားကိုဝုန်းကနေဆွဲဖွင့်လိုက်ပါတယ်။အလန့်တကြားအော်ဟစ်တားမြစ်ခဲ့တော်လဲမမီတော့ပဲပြင်းတို့သုံးဦးစလုံးရေခဲတစ်တာတွင်းရှိထိတ်လန့်တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခုကြောင့်မျက်လုံးအစုံပြူးကျဲသွားကမင်းသက်သွေးပြတ်သွားခဲ့ပါတယ်။အဲ့၌အိမ်များဖြင့်ထုတ်ပိုးထားသောအသားတုံးများနှင့်ပေါက်စီစာများကိုတွေ့ရှိသွားခဲ့ပါတယ်။ချောင်ချောင်ကထိုသားများသည်ဝက်သားနှင့်လုံးဝမတူသဖြင့်ဘာသားလဲဟုထိတ်လန့်တုန်လှုပ်စွာစစ်မေးခဲ့တော်လဲမမရွှေကရေခဲတစ်တာကိုအမြန်ပြန်ပိတ်ကဤကိစ္စတွင်ညီလုံးဝမပတ်သက်ရန်နှင့်ဝက်သားများမှာပြဿနာမရှိကြောင်းစိုးရိမ်တကြီးဖြောင်းဖျခဲ့ပါတယ်။သို့တော့ချောင်ချောင်ကမယုံကြည်ပဲပြဿနာမရှိလျင်မိမိအားဘာကြောင့်နှီးမျိုးစုံဖြင့်တားဆီးနေကြတယ်လဲဟုငိုယိုအော်ဟစ်ခဲ့ပြီးမေမေကိုယ်တိုင်လုပ်သည့်အသားပေါက်စီကိုမိမိအားကြွေးမှသာယုံကြည်မိဟုပြတ်သားစွာပြောဆိုခဲ့ပါတယ်။ဘေးမှာလူခင်ကမမရွှေလုပ်သမျှသည်တမီးကောင်းမှုအတွက်သာဖြစ်သဖြင့်မိခင်အပေါ်ရိုင်းရိုင်းဆိုင်ဆိုင်မလုပ်ရန်ဒေါသတကြီးနှောင်ငန်းခဲ့ပြီးနောက်ဆုံးတွင်မမရွှေကစိတ်မကောင်းခြင်းများစွာဖြင့်ကောင်းပြီ။မေမေညီကိုပေါက်စီပေးစားပါမယ်ဟုသဘောတူလိုက်ပါတယ်။မိခင်ဖြစ်သူမမရွှေသည်တမီးဖြစ်သူချောင်ချောင်အားပေါက်စီပေးစားရန်သဘောတူလိုက်တော်လဲနောက်တွင်မိဖို့ကြောင့်လည်းမဝင်ရန်ဘာကိုမှတန်တရားမဝင်ရန်နှင့်မိကိုများထပ်မမေးရန်ဟူသောစီကံချက်များကိုပါနတ်စွာဂတိတောင်းခဲ့ပါတယ်။ချောင်ချောင်ကလည်းအမှန်တရားကိုသိကျင်သဖြင့်ထိုစီကံများကိုသဘောတူခဲ့ပြီးမမရွှေကပေါက်စီပူပူနွေးနွေးများကိုယူဆောင်လာပေးခဲ့ပါတယ်။ထိုအချိန်တွင်ချောင်ချောင်သည်ငယ်စဉ်ကဖတ်ဖူးခဲ့သည့်စားစရာရှားပါချိန်တွင်လူတို့သည်မိမိတို့၏သားသမီးများကိုအချင်းချင်းလဲလှယ်စားတောက်တတ်ကြပြီးထိုသား၏အရသာသည်အမဲသားသို့မဟုတ်စိတ်သားနှင့်တူသည်ဟုသောရှေးဟောင်းကျမ်းစာလာစာသားများကိုပြန်လည်အောက်မေ့နေခဲ့ပါတယ်။ဘေးမှာလူဖြစ်နှင့်မိခင်ဖြစ်သူတို့ကဤပေါက်စီကိုစားလိုက်လျင်ခန္ဓာကိုယ်ဝေဒနာခံစားရနိုင်ပြီးအမှန်တရားကိုသိခြင်းကကောင်းကျိုးမရှိနိုင်လုံး၍လက်လျှော့ရန်မျက်ရည်ဝဲလျက်ထပ်မံတားဆီးခဲ့ကြပါတယ်။သို့သောတမီးဖြစ်သူကတောင်းပန်စကားဆိုကစိတ်ကိုတုံတုံချပြီးပေါက်စီကိုအာရပါရကိုက်စားလိုက်ပြီးဘေးမှာမိခင်ဖြစ်သူကဝမ်းနဲ့ကြေကွဲပြီးထိတ်လန့်စိုးရိမ်သောမျက်လုံးများဖြင့်စူးစိုက်ကြည့်
နေပါတယ်တမိဖြစ်သူချောင်ချောင်ကပေါက်စီကိုကိုက်စားကြည့်ပြီးနောက်ဤအရသာသည်မိမိအရင်ကစားဘူးသည့်အရသာမဟုတ်ကြောင်းသိရှိသွားပြီးမိခင်ဖြစ်သူမမရွှေအားလိန်ညာနေသည်ဟုဆွဆွဲခဲ့ပါတယ်မမရွှေကနေတိုင်းရောက်နေကြပေါက်စီအစ်စ်ဖြစ်ကြောင်းဒေါသတကြီးညှင်းဆန်ကအားလုံးကိုအိမ်ပြန်ရန်ပြတ်သားစွာနှင်ထုတ်ခဲ့ပြီးချောင်ချောင်အားနောက်စကားနားမထောင်လျင်မိမိကိုအမေဟုမှခေါ်ရန်ရာဇတန်ပေးခဲ့ပါတယ်မိခင်ဖြစ်သူကွဲဝဲထားသည့်ပေါက်စီအစ်စ်အမှန်ဤလျှို့ဝှက်ချက်ကိုသိရှိနိုင်ရန်အတွက်ချောင်ချောင်သည်နောက်တနေ့နံနက်တွင်မျက်မှန်အနက်နှင့်နှာခေါင်းစည်းတက်ကလူဝဲလဲပြီးအပြင်တွင်ပုံရှိုးဆောင်ဆိုင်ခဲ့ပါတယ်လမ်းမပေါ်တွင်လူလက်ပိုင်းမျိုးသားတအူပေါက်စီဝဲစားရင်းရှောက်လာသည်ကိုတွေ့ရစဉ်ချောင်ချောင်ကအရှိန်ပြင်းစွာပြေးဝင်ပြီးရင်းဤလက်ထဲမှပေါက်စီထုတ်ကိုလူယူထွက်ပြေးခဲ့ပါတယ်စက်သိန်းတွင်ချောင်ချောင်သည်လူလာသောပေါက်စီကိုနမ်းရှုကြည့်ရမှမိမိရှာဖွေနေသည့်အရသာအစစ်အမှန်ဖြစ်ကြောင်းတေချာသွားခဲ့ပြီးမေဒီတခါတော့မေဘလို့မှငင်းကွယ်လို့ရတော့မှာမဟုတ်ဘူးဟုဆိုကအမှန်တရားကိုဖော်ထုတ်ရန်ပြင်ဆင်နေခဲ့ပါတယ်ထမင်းဝိုင်းတွင်လူဖြင်ကလက်ဆက်ချက်ထားသည့်အမဲသားဟင်းကိုချကျွေးခဲ့တော်လဲချောင်ချောင်မှာပေါက်စီစားဤညီဆိုးဆိုးအနံ့ကိုပြန်လဲတရိယာသွားကပြုတ်အမတက်ခံစားရပြီးလက်ကိုတွန်းထည့်ခဲ့ပါတယ်ချောင်ချောင်ကပေါက်စီစားတွေဘာနဲ့လှုပ်ထားတယ်လဲလို့ငိုရိုးစစ်မေးရမမရွှေကဇပွဲကိုရိုက်ကဂတိဖြတ်ပြီးထပ်မမေးရန်ဒေါသတကြီးမောင်ငန်းခဲ့ပါတယ်ထို့နောက်လူဖြင်ကပေါက်စီများကိုတာမန်ဝဲမဲသားဖြင့်သာလှုပ်ထားပြီးတလုံးကို2.5ရွမ်သားရောင်းသဖြင့်အမဲသားသို့မဟုတ်စိတ်သားသုံးပါကအရှုံးပေါ်မီဖြစ်ကြောင်းချောင်ချောင်အနေဖြင့်အမဲသားစားများပြီးရှာအာယုံမားနေတာဖြစ်ကြောင်းပါနတ်စွာလိန်ညာခြေပခဲ့ပါတယ်။သို့သောချောင်ချောင်ကမယုံကြည်ပဲဝက်သားနဲ့လုံးဝမရပဲအမဲသားနှင့်စိတ်သားညီနှံများရနေသည်ဟုထောက်ပြခဲ့ပြီးမိမိလမ်းတွင်လူယူလာခဲ့သောပေါက်စီထုတ်ကိုစပွဲပေါ်သို့ဝုန်းကနေပစ်ချကအစာကိုခွဲပြလိုက်ပါတယ်။ပေါက်စီတွင်မှပေါ်ထွက်လာသည့်တုံလုံးချောက်ချားပွဲရာမြင်ကွင်းကြောင့်မမရွှေနှင့်လူခင်တို့တွေ့ပြက်မြင်တက်သွားခဲ့ရပါတယ်။